အားလုံးမင်္ဂလာဗျဒီနေ့ share လုပ်ပေးပါမှာပါလဲဒီနေ့ share လုပ်ပေးရမှာခု share လုပ်ပေးမှာ natural minus k ပြီးသွားပြီပြီးသွားရင် harmonic minus k ပြီးသွား harmonic ပြီးသွားပြီ natural ပြီးသွား harmonic ပြီးသွားဆို melodic က a b c d e 6ခွန်တဲ့natural ကလွယ်ပြီးသား natural ကိုမှတ်ထားကြမလို့ a b c d e f g a နဲ့ဆုံးအောင် a b c d e f g နာ a b c d e f g ဆိုတော့ a b a b c d e f g a natural လွယ်လေးပဲ harmonic ကြတော့ဘာဖြစ်လဲခွန်တဲ့ a b c d e f ခွန်တဲ့ဒီကောင်က6ခွန်တဲ့ a b c d e 6ခွန်တဲ့ melodic minus k ရလေA B C D E 6ခွန်1 A B C D E 6ခွန်1ဆိုတော့လက်ကွက်တွေနဲ့နေနေဘယ်လိုရှိမလဲ A B C D E 6ခွန်1နော် A B C D E 6ခွန်1ဘလောက်ဆိုရင်တော့ပေါ့ပြီကွယ်တို့ရှိပြပါကြမလို့ဒါတွေကတီးတက်နေတယ်တို့ညီကိုတို့တီးတက်နေတာပဲဒါမှတ်ရတာခက်တယ်ဒါကဘယ်လိုလုပ်မလဲကျွန်တော်လည်း3နှစ်လောက်ကပုံမှန်လေးစာလေးနဲ့ကျွန်တော် post တစ်ခုတင်နေလို့ကျွန်တော်လည်း3နှစ်ကျော်လောက်ပါအခုကကျွန်တော်လက်တွေ့စစနဲ့လုံးဝအရင်နဲ့ပုံပြီး upgrade မြင့်တဲ့ version ပေါ့ natural minus k ဘာလို့လဲ natural minus k ရှင်းပါလေ a b c d e f g a နဲ့ဆုံးသက်တာပြီးရမှာပြီးရင်ဘာလာလဲ harmonic minus k a b c d e f ခွန်တဲ့အခုကကျွန်တော် melodic minus k a b c d e 6ခွန်တဲ့ a b c d e 6ခွန်တဲ့ melodic minus k ဘယ်လိုတောင်းလဲ a b c d e 6ခွန်တဲ့ a ကြီးမှာ6ခွန်တဲ့လေပြောချင်တာဗာလဲလာဒီဒိုလို့ပြောချင်တာ6ခွန်တဲ့မှတ်အောင်လေဟောA B C D E 6ခွန်1အော်ဒီ A လို့ပဲမှတ်မယ် A လို့ပဲမှတ်မယ်တို့တွေမှတ်မယ်ဘယ်လိုမှတ်မလဲတခြားတို့ဒီမှာတည်တယ် A ပဲ A B C D E 6ခွန်1ဒီရဲ့ melodic minus k ဖြစ်ပါမယ်အဲဒီတော့အားလုံးကို revision လုပ်မယ်အခုမှ3နှစ်လောက်ပဲရှင်နော်အားလုံး revision ပြမယ်ဆို natural minus k ကပါလဲ A ကနေ A T A B C D E F G A A B C D E F G natural minus k harmonic minus k ရပါလဲခွန်တက် A B C D E ခွန်တက်အခုကကျတော့ melodic minus k က A B C D E 6ခွန်တက်လွယ်လေးပဲတော့ဘုမှတ်မှာအစောတစ်ခေါက်ပြောမယ် A ကနေ A T natural minus k လွယ်လေးပဲသဘာဝကျတာကိုတဘာဝ B မှာ harmonic ဖြစ်တယ်တဘာဝနဲ့လိုက်ဖက်ညီတဲ့ကောင်လာမယ်တဘာဝလိုက်ဖက်ညီမှု melody ဆိုတော့တန်ဆင်လေးလာမယ်တဘာဝ B လိုက်ဖက်ညီမှုရှိမယ်ပြီးမှတန်ဆင်တဘာဝဆိုတော့ natural minus k ပြီးသွားရင်လိုက်ဖက်ညီမှုဆိုတော့ harmonic scale ပြီးတော့မှတန်ဆင်လာမယ်ဆိုတော့ melodic အဲ့တော့ natural minus k harmonic minus k နောက်ပြီးကျမှ melodic minus k natural minus k က A ကနေ A D A B C D E F G Aနောက်ပြီးကျရင် harmonic ဖြစ်ရမယ် harmonic minus k ကျတော့ပါလဲ A B C D E F A B C D E F ခွန်1အဆိုကြမှာ melodic minus k A B C D E 6ခွန်1ဘာမှဒီ A မှာအခုကျွန်တော်ကဒီမှာကြည့်မှာဗျာ A တော့မှတ်မယ် A B natural ဒီရမယ် A B C D E F ကျွန်တော် G A A B C D E F G A ပြီးရင် harmonic minus k A B C D E ခွန်1 melodic minus k A B C D E 6ခွန်1 G မှာဒီတော့ G minus k G melodic minus k G harmonic minus k G natural minus k ဖြစ်သွားတာပေါ့ဒါမှကတော့စီမံသွားတိအောက်မှာစီမံသွားတိတော့ဒါပဲလေဒီ၄ကျိုးတင်မှာတော့ပေါအောင်မယ်နှစ်ကျိုးကျတော့တစ်ခွက်တည်းမတူတော့လေနော်၄ကျိုးမှာစီမံထိုင်းနေ၅ကျိုးနဲ့စတင်မယ်C minus P ရနော်အဲ့တော့အဲ့၃မျိုးလေ့ကျင့်ရတယ်မှတ်ရရမ်းလွယ်ပါပြီနော်ညီကိုတွေမှတ်ရရမ်းလွယ်ပါပြီ လိုက်ပြီးတော့ like တီးတော့ကလေးတော့